တပူးမှမရှိတော့ပါဘူးရှင်ဒါရှင်ဝါလာနော်ဒီမကြီးတော့ပန်းနေရောဒါမဲ့အောင်သားရပေါ့နော်အများကြီးကြားလိုက်တာဒီမရဲ့သမီးစီတွေပါရှင်6နာရီမတိုးခင်မှာ9ရက်ကိုဖားတရားကုန်သွားပါပြီဒီနေ့ဖားတရားကိုလောက်မှတ်တာပေါ့ရှင်တောင်းမှန်ပါလေ9ရက်ကိုတစ်ထောင်လောက်ဒီကလိုချင်တော့တယ်9ရက်ကိုဖားတရားကုန်သွားပါရှင်8နာရီဆိုပြီးအာလူးကြော်လိုချင်တော့ရပါသေးတယ်ကျန်တဲ့ပစ္စည်းလေးပေါ့နော်မိဘလည်းကုန်ပြီအုံးကျဲလီလည်းကုန်ပြီ9ရက်ကိုလည်းကုန်ပါပြီရှင်ဟုတ်ကုန်ပါရပါကျေးဇူးပါမအေးဒီပါအဲ့တခြားပစ္စည်းတွေအာလူးကြော်ဆိုအိုးပေးရပါမယ်9ရက်ကိုကြော်6နာရီတော့ကုန်သွားပါပြီရှင်အဝေးရလာချာသမင်းစင်နဲ့တကူတကလာပြီးမရမှာဆိုလို့ကြိုပြောတာပါ9ရက်ကိုကြော်ဒီနေ့တအားကိုရောင်းရတဲ့ကျေးဇူးတင်ပါတယ်ဖားတရားကုန်သွားပါပြီရှင်မနေ့ပြန်စားပြီးပုံမှန်သေးပါမနေ့ပြန်တော့9ရက်ကိုမရသေးပါဘူးတစ်ပတ်ခါမှရပါမယ်ရှင်မနေ့ပြန်စားပြီးပုံမှန်သေးပါရှင်ဒီနေ့ကုန်သွားပါပြီအာလူးကြော်လို့ချင်းတော့ည7နာရီထိရပါတယ်ရှင်